စပဲတွေအများကြီးပါတယ်ဆိုတော့ရှီရှာကိုကျွန်တော်ညံမီတလောက်ရှင်းပြမယ်အရင်ဆုံးပြောရမယ်ဆိုလို့ရှိရင်ရှီရှာရဲ့ပတ်စစ်နဲ့အဒီမိတ်ကလုံးဝပြောင်းလဲမှုမရှိဘူးအဲ့ဒါကိုကျွန်တော်နောက်ဆုံးမှပြန်ရှင်းပြမယ်ရှီရှာက basic အတက်ရိုက်တိုင်းမှာဟီးရိုရဲ့အောက်ကဘာတန်းလေးကဖြည်းဖြည်းချင်းစီပြည့်သွားမယ်တာမန်အခြေအနေဆိုလို့ရှိရင်သူကမီလီဖောင်နဲ့ရိုက်တယ် energy မရှိတဲ့အချိန်မှာ spare 1ကိုသုံးလိုက်မယ်ဆိုလို့ရှိရင်ဘလင့်ခုံပြီးတော့ enemy ကို knock back ဖြစ်စေမယ် spare 2ကိုသုံးလိုက်မယ်ဆိုလို့ရှိရင်အရှိကိုစောင့်ထိုးပြီးတော့တွင်းနဲ့ပြန်တက်မယ် energy ဘာတန်းတစ်ဝက်ရှိတယ်ဆိုရင်တော့ဘလင့်ခုံပြီးတော့ enemy ကို knock back ပေးမယ် damage နည်းနည်းပို့ပေးမယ်တူးထက်သုံးမယ်ဆိုလို့ရှိရင်အရှိကိုရိုက်ချလိုက်မယ်ပြီးရင် enemy ရှိတဲ့လောက်တွင်းပြန်တက်မယ် energy အပြည့်ရှိရဆိုရင် spare 1နဲ့2ကဘယ်လိုအလုပ်လုပ်မလဲ energy ပြည့်သွားပြီဆိုလို့ရှိရင်တော့ basic deck က rain form ဖြစ်သွားမှာဖြစ်ပြီးတော့ spare 1သုံးလိုက်မယ်ဆိုလို့ရှိရင်သူကအရှိကိုပြားပစ်လိုက်မှာဖြစ်ပါတယ် enemy ရဲ့ warner မှမရှိဘူးဆိုလို့ရှိရင် euro knock back ဖြစ်သွားမှာဖြစ်ပြီးတော့ warner ကတ်နေတဲ့ enemy ဆိုရင်တော့ war မှာကတ်ပြီးတော့ stand ဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျ energy အပြည့်ရှိတဲ့ spare 2ကတော့အရေးကြီးရယ်ဗျရက်တော့ shape ပုံစံချိန်လိုက်မှာဖြစ်ပြီးတော့ထဲမှာရှိတဲ့ enemy အကုန်လုံးကို damage ပေးမယ်ချိန်နေတဲ့အချိန်မှာ CC immunity ရှိနေမှာဖြစ်ပြီးတော့ damage reduction လည်းအပိုထပ်ပါလိုက်သေးတယ်နောက်ပြီးပေးတဲ့ damage ကလည်း true damage နဲ့ max HP percentage နဲ့ဆိုတော့တွေးနေတဲ့တက်လည်းပြတ်အောင်ပါပဲဒီတော့အဲ့ဒီမဲ့ကြောင့်ကျွန်တော်ဆက်ပြောကြရအောင်အဲ့ဒီမဲ့တွန်းနေတဲ့ခါကြလို့ရှိရင် movement speed နဲ့ attack speed တိုးပြီးတော့တောက်လျှောက်ပြစ်လို့ရမယ်ပြစ်နေနဲ့ရွှေ့နေလို့ရသေးရဆိုတော့တော်ရုံလိုက်ဖမ်းဖို့ဆိုတာလည်းခက်နေအောင်ပါပဲနောက်ဆုံးအနေနဲ့ပြောပြချင်တာ passive basic တက်ရိုက်တိုင်းမှာတွေးပြန်တက်နေမယ်စပယ်ပြောင်းသွားတိုင်းမှာ attack speed ရနေမယ်ဒီ hero ကို young player တွေအကြိုက်တွေ့မယ်ဆိုတာသိချပါတယ်ဗျဗီဒီယိုကတော့တော်တော်ရှည်သွားပြီဗျကျွန်တော်ကတော့ last ပါခင်ဗျနောက်ဗီဒီယိုမှာလည်းပြန်လည်တွေ့ကြပါသေးတယ်